မိုးရသည်နဲ့လိုက်ဖက်တဲ့ဖားမကြီးရွက်ငုတ်သီးကလေးနဲ့ချက်ပါမယ်အရင်ဆုံးဖားလေးတွေကိုနှုတ်ဆင်းထားပါမယ်ဘူးလေးတွေကိုတက်ထားပါမယ်ပေါ့နော်အဲ့ညမှာဖားထဲမှာအရသာအစုံနေထားပါမယ်မကြီးရွက်ကလေးရဲ့ကြက်သွန်းအဖြူအနီလေးရဲ့ငုတ်သီးခွဲချမ်းလေးရဲ့ပေါ့နော်အဲ့ညမှာတော့ငုတ်သီးကတော့ကိုကြိုက်ရင်ကြက်သလိုနည်းများထည့်လို့ရပါတယ်အရင်ဆုံးကြက်သွန်းအဖြူနီကိုစီတက်မယ်လည်းနည်းလေးအယောင်လေးလည်းနီလာအောင်လို့လဲပေါ့နော်ပြီးရင်တော့ဖားလေးကိုထည့်ပြီးတော့ဟိုဘက်ဒီဘက်လိမ့်နေအောင်စီတက်ပါလိမ့်ပါမယ်အဲ့ဒါပြီးရင်တော့ရေလေးထည့်ပြီးတော့ဖားလေးနီးအောင်ဖြစ်နီးအောင်ရေလေးနည်းနည်းထည့်မယ်ပြီးရင်တော့ပူလေးတွေကအဲ့တော့တားကြီးဟွာမဖြစ်အောင်ပေါ့နော်ဟိုခလဲကောင်မှသူ့ကိုတက်ကလေးဖြစ်အောင်လုပ်ပါမယ်ပြီးရင်ငုတ်ဒီချမ်းမုံလေးထည့်မယ်မကြီးရကလေးအုပ်မယ်ပြီးရင်တော့ဟိုဘက်ဒီဘက်ကလေးမှွေမယ်မှွေပြီးရင်ရေကိုပေါ့နော်သူ့ကိုတော့ရေပြောင်းအောင်လေးထိအဲ့လိုမျိုးဟိုဘက်ဒီဘက်မီးအေးလေးနဲ့အဲ့လိုမျိုးလေးချက်ထားပေးပါမယ်ရေလေးလည်းပြောင်းလာပြီစီလေးတွေလည်းပွက်လာပြီဆိုရင်တော့6ကလေးဖြစ်လာပြီဆိုရင်တော့အတင်စားလို့ရတဲ့ဖားမကြီးရွယ်ငုတ်သီးခွဲချမ်းလေးနဲ့ချက်ထားတဲ့ဖားဟင်းလေးတစ်ခွက်ကိုစားသုံးလို့ရပါပြီအခုလိုမိုးရသည်နဲ့တော့အလိုက်ဖက်ဆုံးဟင်းလေးပါပဲရှင်